balong ni le oji balong ni le Jane con sa tinပြီးတော့ကျမတို့မှာ Jane con sa tinပြီးတော့မနာမနေအဲ့ဒါတွေကပြော Jane con sa tinပြီးညနေမှာကျမတို့ဒီမှာ KELC နတ်တုတ်တာချင်မောင်ကြော်နေပါတယ်လို့နော်ဒီကတော့ကျမသမီးလေးစီစံရှိပို့ဖို့ပေါ့နော်စီစံရှိပို့ဖို့ရောကျမတို့စားဖို့ရောချင်မောင်ကြော်နေပါတယ်ချင်မောင်ကြော်လေးကတော့အရင်ကလည်းကြော်ပြထားတဲ့ဟာတွေကိုတင်ဘူးတယ်ဆိုတော့ရှေ့ပိုင်းမှာမပြတော့ဘူးပေါ့နော်ချင်မောင်တို့ဒီမှာပစုံပြီးဒီမှာပစုံလေးလှော်ထားတာလေပစုံလေးလှော်ထားတာနော်ပစုံလေးလှော်ထားတော့ပြီးမှနောက်ဆုံးမှထည့်ပါမယ်ခုတော့ချင်မောင်ကိုလုံးဝစီလေးလုံးဝထွက်လာတဲ့အထိကိုစိတ်ရှည်လေးနဲ့မှွေပေးပါတယ်မှွေနေရပါကွချင်မောင်ကအစီ15လောက်တော့ရှိတယ်15စီချင်မောင်ရဲ့15စီလောက်တော့ရှိတယ်ဝင်လာ40ဘူး40ခုလည်း60ဘူးဆိုတော့ပေါ့နော်ဒီကနေ့နည်းနည်းဘာလို့ပြစ်လိုက်ရတယ်ရေဝါဖြစ်သွားလို့ရေဆိုသွားလို့မကောင်းတော့ဘူးကဲကြော်ပြီးရင်စားပြမယ်နော်ကြော်ပြီးရင်ဒီမှာနော်ကြော်ပြီးရင်အဲ့ချင်မောင်တော်နဲ့ထမင်းနဲ့ကိုလွေးပြပါမယ်နော်ဒါကျမချင်မောင်တော်ညစ်ကလေးပါတယ်ညစ်ငပိညင်ကြီးအကောင်းဆုံး1ကီလို120တောင်ပြီးပါတယ်ထည့်ထားတယ်ပစုံညမပါဘူးပစုံအကြီးထည့်မယ်နော်ပစုံကမိတဲ့ခါလိုက်ပစုံကကြီးပဲမကောင်းကြီးပဲထည့်မယ်နော်အဲ့ဒါကြီးထည့်မယ်မှုလိုက်ပါဦးမယ်နော်စောင်းစားကြည့်ရှုနေပါနော်စောင်းစားကြည့်ရှုနေပါဒီနေ့စားပြပါမယ်ဒီမှာတော့ကဲအခုဆိုရင်ဒီမှာနော်ပစုံလေးတွေထည့်လိုက်တယ်နော်ဒီမှာထည့်လိုက်တာတော့မပြတော့ပါဘူးနော်ထည့်လိုက်ပြဒီလိုမျိုးပစုံလေးဒီမှာကွေးကုန်ပြီအဓိကဒီမှာကျမစီတက်ထားတဲ့စီပြန်ထွက်လာတယ်ပေါ့နော်စီတက်ထားတဲ့ဒီမှာစီအဲ့လိုစီပြန်ထွက်လာပြီဆိုရင်ဒါရကန်လေးနော်အဓိကကျမချင်မောင်ကိုစိုးနေအောင်မကြိုက်ဘူးချင်မောင်စိုးနေအောင်ချင်မောင်ရက်ကိုစိုးနေအောင်မကြိုက်ဘူးချင်မောင်ရက်ကိုခြောက်နေမှာညစ်ရဲဒီမှာနော်ညစ်ရောထားတယ်မကြည့်ညစ်ရဲချင်မောင်ကိုရောထားတယ်ဒါပေမဲ့အဲ့ညစ်ရဲချင်မောင်ချိုနေအောင်ကျမဘာလို့ကမန်းချွဲနေတာပေါ့နော်မခြောက်သေးအဲ့ဒါကိုမကြိုက်ဘူးအဲ့ရွက်ချင်မောင်ရွက်နည်းနည်းလေးခြောက်သွားတဲ့အထိကျမဆက်ရှည်လက်ရှည်လေးနဲ့မှုရပါတယ်နော်သူ့ရဲ့ဒီမှာစီလေးထွက်လာတယ်ဒီမှာကျမစီတက်ထားတဲ့စီလေးပြန်ထွက်လာပြီပြီးတော့ပစုံရဲ့အချိုလေးချင်မောင်ရဲ့ထဲကိုစိတ်ဝင်သွားရမယ်ပေါ့နော်စိတ်ဝင်သွားရမယ်ပြီးတော့ကျမစီတက်ထားတဲ့ကြက်သွန်ဖြူနီမြင်းငပိပေါ့နော်မြင်းငပိကိုကျမမဖုတ်ဘူးစီဘူးထိုးချလိုက်တယ်အရင်ဆုံးစီဘူးထိုးချလိုက်ပြီးတော့မှကြက်သွန်ဖြူနေထည့်တယ်ပြီးတော့နည်းနည်းလေးနွမ်းသွားပြီကြက်သွန်ဖြူနွမ်းသွားပြီဆိုမှကျမညစ်ဖို့ထည့်တယ်ညစ်ဖို့ထည့်ပြီးချောင်းနေအောင်ကိုညစ်ရဲကြက်သွန်ဖြူနေရကိုချောင်းနေအောင်ကျမလည်းလှော်လိုက်တယ်လှော်ပြီးကျမဆယ်ထားလိုက်တယ်နော်ဆယ်ထားလိုက်ပြီးတော့စီလေးပါးလေးထည့်ပြီးပါချင်မောင်ရဲ့ကိုနွမ်းနေအောင်ကြိုတာပေါ့နော်ဒီမှာမှုရအဲ့လိုမျိုးကြိုတာပေါ့နော်ကြိုပြီးတော့မှစီလေးလိုငါဒီမှာမပြတ်စီထွက်လာတော့မှပစုံထည့်လိုက်တယ်နော်စီထွက်လာတော့မှ sorry ပစုံထည့်တယ်လေစီထွက်လာတော့မှကျမကစီတက်ထားတဲ့ညစ်တို့ကြက်သွန်ဖြူညစ်စီတက်ထားတာကိုထည့်လိုက်တယ်ထည့်ပြီးတော့မှဆက်ရှိလက်ရှိကျမထပ်မှုရပေါ့နော်အနည်းဆုံးကျမ15မိနစ်လောက်မှုပြီးတော့နောက်ဆုံးဒီလိုမျိုးစီတွေအများကြီးထွက်လာတော့မှမကြည့်စစ်ကစီတွေအများကြီးထွက်တော့ဒီစီနဲ့ကျမပြန်နှက်ထားတာကျမရေကတက်တာထဲမှာခွဲပြီးကျမတိန်းထားတာအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုစီတွေအများကြီးထွက်လာတော့မှကျမကဒီပစုံထည့်တာဒီပစုံအကောင်ကြီးကိုကျမထည့်တာအခုကျမဆက်ရှိလက်ရှိမှုနေတယ်ချင်မောင်လေး6သွားအောင်ဒီမှုမယ်ချင်မောင်လေး6သွားလို့ဆိုမှကျမအိုးပေါ်နဲ့ချမယ်နော်ချင်မောင်လေး6သွားပြီဆိုအိုးပေါ်နဲ့ကျမချက်ချင်းချမယ်ဒီအိုးရဲ့အထဲမှာချင်မောင်ကြောထားဘူးဒီအိုးနံကျမမကြိုက်ဘူးဒီအိုးနံထဲမှာအေးမှကျမမခတ်ဘူးအိုးနံထဲမှာထားလို့ဆိုလို့ရှိရင်အဲ့အိုးနံဆွဲတဲ့ချင်မောင်ကြောလုံးဝမကြိုက်အဲ့ဒါကိုကျမ
အဲ့ဒါလေးပြပြတာပါတဲ့ဒီမှာဝင်နေကျွန်မထမင်းစား